မြတ်စွာဘုရားသခင်ဟာတန်တုတိတမေတော်မိနတ်သားကိုအကြောင်းပြု၍ကျေးဇူးဆက်ရန်လို့ငါတရားမင်းဆံရာတာဝရိန်သားမှတန်တုကပလာမြတ်ကြောက်ဖြာထက်တွင်ပရင်းသုံးတော်မူပြီးဓမ္မသင်္ကနီ12ရက်ဝီပင်း12ရက်ဓာရုကထာ6ရက်ပုဂ္ဂလပညာ9ရက်ကထာဝတ္ထု10ရက်ရမိုက်20ရက်ပဋ္ဌာန်း25ရက်ရက်ပေါင်း90ဝါရင်း3လပတ်လုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူပြီးလူပြည်တိမ်ကတနဂုံမြို့ရဲ့တကားဝကိုတရားလက်ရယမလက်ဝဲခြံရံပြီးရွှေဆောင်တန်းငွေဆောင်တန်းတို့လေဗရမ ्या ဆောင်တန်းမှာဖျားရှင်ပြန်ကြွတော်မူခဲ့ပါလေအဲ့ဒီနေ့ဟာသတင်းကြလာပြီးနေ့ညချမ်းအဘိဓမ္မာခါတော်နေ့ဖြစ်ပါတယ်ရှင်မင်္ဂလာရှိသောချိန်လေးမှာကြည်နူးချမ်းမြေ့စွာဖြင့်အိယာမှနိုးချပြီးဖျားရှိခိုးခြင်းပန်းရည်ခြင်းစီမီကပ်လူခြင်းအာယုံဆွမ်းခဲပွဲပေါ်စဉ်ချူချင်းကပ်လူခြင်းဆွမ်းလောင်ခြင်းတရားအောက်ထုတ်ကျင့်ကြံခြင်းမိမိတို့၏စိတ်တန်ရာအာရယဆိုင်ရာကိစ္စအဝဝတို့ကိုစိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်မင်္ဂလာရှိစွာဆောင်ရွက်နိုင်ကြပါစေရဲ့အောင်အကျိတ်အောင်မိအောင်ထိတ်တို့ဖြင့်နှိုးဆော်ရင်